American သမ္မတ Donald Trump ကပိတ်မိနေတဲ့သင်္ဘောတွေထွက်ခွာနိုင်ရေးကူညီပေးမယ်လို့ပြောကြားခဲ့ပြီးမှဟော်မုဇ်ရေလက်ကြားကို American တပ်တွေဝင်လာရင်တိုက်ခိုက်မယ်လို့အီရန်ကတုံ့ပြန်သတိပေးလိုက်ပါတယ်။လုံခြုံရေးအတွက်အီရန်သမ္မတနိုင်ငံရဲ့တပ်ဆိုင်ရာအာဏာပိုင်တွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့သင်္ဘောတွေရောသင်္ဘောကုမ္ပဏီတွေပါသိထားပြီးဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။အရှေ့လက်ပိုင်းစံတော်ချိန်မေလ4 ရက်နေ့မနက်ပိုင်းကစပြီးတော့ရေလက်ကြားမှာပိတ်မိနေတဲ့သင်္ဘောတွေကိုအမေရိကန်စစ်တပ်ကစတင်လမ်းပြပေးမယ်လို့ Trump ကပြောထားပါတယ်။ဒါပေမဲ့အီရန်မှာတော့နေ့လယ်12 နာရီထိုးကန်ကြီးထိထူးခြားမှုမတွေ့ရသေးပါဘူး။အမေရိကန်အီရန်စစ်ပွဲစကတည်းကသင်္ဘောသား2000နဲ့သင်္ဘောအစင်း2000လောက်ရေလက်ကြားမှာပိတ်မိနေတယ်လို့အပြည်ပြည်ဆိုင်ရာပင်လယ်ရေကြောင်းအဖွဲ့ချုပ် IMO ကထုတ်ပြန်ထားပါတယ်။ဒီစစ်စင်ရေးမှာပယ်ထိန်ထုံးကြီးသက်သင်္ဘောတွေလေယာဉ်100ကျော်နဲ့တပ်ဖွဲ့ဝင်15000ကျော်ပါဝင်မယ်လို့အမေရိကန်အလဲပိုင်းတိုင်းစစ်ဌာနချုပ် Central Command ကထုတ်ပြန်ထားပါတယ်။အီရန်ကတော့ဘယ်နိုင်ငံခြားလက်နက်ကိုင်တပ်ဖွဲ့မဆိုအထူးသဖြင့်ရန်စကျူးကျော်တဲ့အမေရိကန်စစ်တပ်ဝင်လာရင်တိုက်ခိုက်မယ်လို့ထုတ်ပြန်ထားပါတယ်။တစ်ဖက်မှာလည်းအီရန်ရဲ့အချက်14ချက်ပါငြိမ်းချမ်းရေးအဆိုပြုချက်အတွက်အမေရိကန်ကအကြောင်းပြန်ထားပါတယ်။စစ်ပွဲမပြီးမချင်းနျူကလ িয়ার ရေးဆွေးနွေးမှုတွေရှေ့ဦးမှာမဟုတ်ဘူးလို့လည်းအီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ခင်ဗျာ။